ကျွန်တော်တကယ်ကြီးမဲ့စများအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ပြည်ငိမ့် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပြသွားမယ်ကျွန်တော်ရလေးရတော့နော်ကိုရဲ့ Facebook Messenger ထဲမှာကိုစာရေးပို့လို့ရှိရင်နော်အဲ့ဒီစာသားတွေကိုမမှန်တဲ့အချိန်ကျရင်အဲ့ဒီစာတွေကိုပြန်ပြီးဖြည့်ဆည်းမလို့ပဲနဲ့ပြန်ပြီးပြင်လို့ရမယ့်နေရာလေးကိုကျွန်တော်လာပြီးမျှဝေတင်ပြသွားမှာပါနော်ပထမဆုံးကျွန်တော်ပြောချင်တာကတော့ကိုယ့်ရဲ့ Facebook Messenger လေးကိုသွားပြီး update တင်ပေးလိုက်တော့နော် update တင်လို့ပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ Facebook Messenger လေးကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုပို့မဲ့အဲ့ဒီ account တွေကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီမှာနော်ခုနကျွန်တော်ပို့ပြထားတဲ့အဲ့ဒီစာရေးတစ်ကြောင်းစိပါနော်နေကောင်းတယ်မလားဆိုတဲ့အဲ့ဒီစာရေးတစ်ကြောင်းကစာသားမားတာဖြစ်ပါရနော်အဲ့ဒီစာသားမားတဲ့အချိန်မှာကိုကပြန်ပြီးဖြည့်ဆည်းရမလို့ပဲနဲ့ပြန်ပြင်လို့ရမယ်နေရာလေးပဲဖြစ်ပါရနော်ဒီမှာအဲ့ဒီစာလေးကိုတစ်ချက်လာပြီးဖိထားလိုက်နော်ဖိထားလို့ပြီးဆိုရင်တော့ဒီဘီယန်တာရဲ့အဲ့ဒီဆက်လေးကိုတစ်ချက်လိုက်ပြီးနဲ့ပြရမှာဖြစ်ပါတယ်ကျွန်တော်အဓိကပြောချင်တာကတော့ကိုယ့်ရဲ့ဖုန်းတစ်လုံးနဲ့တစ်လုံးမတူပါဘူးနော်ဖုန်းအမျိုးအစားနဲ့မတူပါဘူးကိုကဒီလိုမျိုးပဲလာပြီးဖိထားမှာဖြစ်ပါတယ်ဖိထားလို့ပြီးဆိုရင်ဒီဘီယန်တာရဲ့ဆက်လေးကိုတစ်ချက်နိုင်ပြီးနဲ့ပြရမှာဖြစ်ပါတယ်နဲ့လို့ပြီးဆိုရင်တော့ဒီမှာအဲ့ဒီ80ကိုတစ်ချက်လာပြီးနေပြရမှာဖြစ်ပါတယ်နော်ဒီမှာအဲ့ဒီစာလေးကြောင့်ကိုချက်လာပြီးနေပြရမှာဖြစ်ပါတယ်ပြီးတော့စီရဲ့ကိုခုနကိုပြီးထားတဲ့အဲ့ဒီစာလေးကဒီနေရာမှာရောက်လာပါပြီနော်ခင်ဗျာဒီမှာကိုလာပြီးပြင်ချင်တဲ့အဲ့ဒီစာတွေကနေကောင်းတယ်မလားဆိုတဲ့အဲ့ဒီချဖို့စံလို့ပေါ့နော်အဲ့ဒီမျိုးလာပြီးပြင်လို့ပြီးသွားပြီဆိုရင်ဒီဘီယန်တာနော်ဒီဘီယန်တာရဲ့အဲ့ဒီအမချီလက္ခဏာလေးကိုတစ်ချက်လိုက်ပြီးနေပြရမှာဖြစ်ပါတယ်နော်နဲ့လို့ပြီးဆိုရင်အဲ့ဒါရသွားပါပြီနော်ခင်ဗျာကိုရဲ့တငယ်ချင်းမဲ့ဆွေတွေစီမှာစာတွေပို့လို့စီးခဲ့မဲ့ဆိုရင်အဲ့ဒီစာလို့ရဲ့အဲ့ဒီစာသားကိုမမှန်ခဲ့မဲ့ဆိုရင်တော့ကိုပြန်ဖြစ်စေရမလို့ပဲနဲ့လာပြီးပြန်ပြင်လို့ရမယ့်နေရာလေးပဲဖြစ်ပါရနော်ဒီနေရာတော့ဒီတော့ပါလာပဲသုံးကြတော့ကျွန်တော်တကယ်ကြီးမဆွေကသဘောပေါက်နားလည်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်တကယ်လို့နားမလည်ခဲ့မဲ့သူတွေစီးခဲ့မဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်က comment ထဲမှာလာပြီးမေးမြန်းလို့ရပါတယ်နော်ကျွန်တော်လည်းတန်းတဲ့လောက်ပြန်ပြီးဖြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တကယ်ကြီးမဆွေကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို message တို့အတွက်အကျိုးစီးခဲ့မဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း like and share လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ပြီးတော့စီရင်ကျွန်တော်ရဲ့ပြည်ငိမ့် channel ဆိုတဲ့အဲ့ဒီအကောင့်တစ်ခုကိုလာပြီး follow လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အားလုံးပဲစီပြေးကြပါစေလို့နော်